ဂျေ့လူဆိုဥဆောင်ပြီးတမိုင်းဆရာတွေပြန်ပြင်ရည်တယ်အင်္ဂလိပ်ကြတပည့်တော်မှန်တဲ့ဟာလဲနည်းနည်းပါးပါးပါတယ်မမှန်တဲ့ဟာတွေလည်းများတယ်ရဟန်းတော်တွေရေးကြတယ်မန္တန်ရသဝင်ကြီးတို့ဘာတို့အဲ့မှာလဲတပည့်တော်ပြောတယ်တပည့်တော်ဘုန်းကြီးဆရာတော်ဘုရားကြီးများရေးတဲ့တမိုင်းတွေကလည်းလိုအပ်ချက်တွေများတယ်ဘာဖြစ်လို့ဆိုတော့သူတေသနာမပါကျမ်းတဲ့ကျမ်းကိုပဲကိုးတာအမှန်တမ်းပဲကိုးမလဲဥက္ကလကိုးမှာပေါ့တပည့်တော်နိုင်ငံမှာရှင်မာသီလဝံရှင်မာရတ္တသာရေးတဲ့မဟာယာသဝင်တော်ကြီးဆိုတာအဲ့ဒါအစောဆုံးသမိုင်းစာအုပ်ပဲဒီတဲ့သမိုင်းစောတဲ့စာအုပ်မရှိဘူးရှင်မာသီလဝံရေးတဲ့စာအုပ်အင်းဝခက်ကအဲ့ဒါအစောဆုံးသမိုင်းစာအုပ်ပဲအဲ့ဒီနောက်မှာဥက္ကလယာသဝင်ကြီးတို့ဘာလို့ဆိုတော့ဒါကုန်းမောင်ခင်နောက်မှပေါ်လာတဲ့ဟာတွေမှန်တဲ့ကြတော့ဘိုးတော်မင်းလက်ထက်တာမှစတာစကိုင်းမင်းလက်ထက်နောက်မင်း30လောက်ကြာမှဒီမှန်တဲ့ရဆိုရင်ပြီးတာဟုတ်ဗျမော်ရေးစေတွင်ဆရာတော်ဘုရားကြီးတို့ဥဆောင်ပြီးတော့မှန်နန်းတော်ကြီးထဲမှာသမိုင်းကိုတခဏနာပြန်ရေးတာဗျအရင်သမိုင်းတွေဖြတ်ခံလိုက်ရလို့တခဏနာပြန်ရေးတာ